ကဲပြည့်တက်ကြီးဒီနေ့ကတော့ကျမတို့မှဤခိုင်နဲ့နော်ဟိုမှာတန်ငါစေယုံမှာဝေးချစ်မွေးနေ့အတွက်84နှစ်ပေါ့ဝေးချစ်ကနော်ကဲဆိုဝေးချစ်ကပြောတယ်သူက26ရက်နေ့မှာတဲ့အမေကျမတို့ဒီနေ့ကတော့21ရက်နေ့ကြိုသွားလိုက်တာပေါ့နော် Happy birthday to you Happy birthday to you Happy birthday dear UH Happy birthday to you which is this 84နှစ်ပြည့်မွေးနေ့လေးအတွက်ကျမတို့တန်ငါစေယုံမှာ2သိန်းလူခဲ့ပါဒီကုသိုလ်အမြတ်အမြတ်ကုသိုလ်အမြတ်အမြတ်ကုသိုလ်အမြတ်အမြတ်ပါကျမအမေအတွက်ဇရက်လေးကိုဒီမနီးရနာလုပ်ပေးရဇရက်လေးမှာဒီအာဂနုပေါ့နော်တော့လာတဲ့လူဟိုမျိုးကလာတဲ့လူဘာလူပေါ့နော်အဲ့ဒါလေးအတွက်ကိုပေါ့နော်ဟိုတဲခုနေဩကျေးဇူးတင်ပါဒီအမေရောက်ရက်ကနေဝင်းတာပါနော်အမေတာနော်တာနော်လာအဲ့လိုကလည်းနော်ကဟိုမှာကစီကျေးဇူးတင်ပါတယ်ဆရာကြီးရဲ့ကျေးဇူးအများကြီးတင်ပါတယ်